င်္ဂလာပါဒီနေ့မှာတော့ကျွတ်ကျွတ်လေးနဲ့ချစ်ချင်းဆက်ဆက်စားကောင်းတဲ့ပဲဆောင်ငါးသီးတုပ်လုပ်ပြပေးပါမယ်ပထမဆုံးကြက်သွနီကိုပါပါလီထားပါမယ်စီပူလာပြီဆိုရင်ကြက်သွနီကိုရွှေဝရောင်တန်းတဲ့အထိစီတက်ပေးပါမယ်ပဲဆောင်ငါးသီးကိုစာအနှင်းငယ်ထည့်ပြီးပြုတ်ပေးပါမယ်ပြုတ်ပြီးသွားရင်အေးခန့်ပြီးအနေတော့ပါပါလှီထားပါမယ်အခုဆိုရင်အားလုံးလည်းအဆင်သင့်ဖြစ်နေပါပြီ။ပဲဆောင်ငါးသီးတွေကိုပဇွန်ကြောင့်မဟုတ်လက်ဖက်စားစွန်းနဲ့ငါးစွန်းထည့်ပါမယ်။ရတာမဟုတ်အနေငယ်စားအနေငယ်ထောင်းထားတဲ့မြေပဲကိုလက်ဖက်စားစွန်းနဲ့ငါးစွန်းလောက်ထည့်ပါမယ်ကြက်သွနီစီချက်ကိုဇွဲတင်စွန်းနဲ့၄စွန်းလောက်ထည့်ပါမယ်အချင်အတွက်တမင်အသီးတစ်လုံးကိုစိတ်ပြီးအရင်ညစ်ပေးပါမယ်ပါပါလီထားတဲ့ကြက်သွနီထည့်ပေးပါမယ်ငပြရဲ့အနှင်းငယ်ထည့်ပါမယ်အခုငရုတ်သီးစိမ်းအနီတောင်လေးတွေကိုပါပါလှီးပြီးတော့ထည့်ပေးပါမယ်အခုအားလုံးကိုတမသွားအောင်နေပေးပါမယ်အခုပကံထဲမှာထည့်ပြီးတော့ဟင်းပွဲပြင်ဆင်ပါမယ်အပေါ်ကနေကြက်သွနီစီချက်ကလေးတွေထပ်အုပ်ပေးပါမယ်အခုဆိုရင်အရသာရှိပြီးကျွတ်ကျွတ်လေးနဲ့ချင်းချင်းဆက်ဆက်စားလို့ကောင်းတဲ့ပဲဆောင်ငါးသီးတုပ်ရရှိပါပြီ